လက်ခုပ်တန်းလေးကျေးဇူးများပါတယ်It's
ရမှာဆွေရမှန်းတီတီချီဦးသူရဲ့တွင်ကျွေးမှုသည်စိတ်မမအညီကျမရဲ့လူဝေးစီကာလာရနေတော့ကြာရှည်ပြီဟမေလို့အနေနဲ့ကိုရွှေပလားမကမ်းပတ်ခွင့်ပြုပါခင်ဗျာ